ကျမတို့နိုင်ငံထဲမှာခုလက်ရှိဆိုလို့ရှိရင်ပြီးခဲ့တဲ့ဒီလထဲမှာပဲပေါ့နော်ဘိတ်ကတနင်္သာရီတိုင်းနဲ့လောင်းလုံမြို့နယ်မှာဆိုရင်အသက်80ကျော်အဖွားကြီးတယောက်ကိုစစ်သား3ယောက်ကနေပြီးတော့မှ3ရက်တီတီသူ့အမျိုးသားရှေ့မှာပဲ rate လုပ်သွားတဲ့ case တစ်ခုရှိတယ်ဖြစ်သွားတယ်ဒါသူတို့တွေကအဲ့ဒီအိမ်ကိုဝင်စီးပြီးတော့အဲ့လိုမျိုးလုပ်သွားတာပေါ့နော်အဲ့ဒါအပြင်နောက်ထပ်ပြည်တွင်းထဲမှာဆိုရင်အဲ့လိုဒီ CRSP case တွေအများကြီးရှိနေသေးတယ်အဲ့ဒီလူတွေကလည်းသူတို့ဗာလဲဆိုရင်ဖွင့်ဟမပြောရဘူးအဲ့တော့အဲ့လူတွေကိုဖွင့်ဟပြောလာအောင်လဲကျမတို့ကဝိုင်းလုပ်မယ်ပြီးသူတို့ကို speak out လုပ်နိုင်အောင်လုပ်မယ်ပေါ့နော်အဲ့တော့ကျမတို့လိုချင်တာကကျမလိုချင်တာကတော့ဒီ CRSP case survivor တွေကိုပေါ့နော်ပြစ်ပယ်မထားပဲနိုင်ငံတကာကနေရောအာဆီယံလိုအဖွဲ့အစည်းတွေကနေပြီးတော့ဘာလဲဆိုရင်ကူညီပြီးတော့မှသူတို့နိုင်ငံမှာရှိတဲ့အစိုးရကနေပေါ့တရားမျှတမှုရအောင်လုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်